အားလုံးပဲမင်္ဂလာပါဆရာရဲ့ channel ကနေပြလဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာဟောပြခြင်းတဲ့ရတရားအကြောင်းကတော့ဒီလအတွင်းဘယ်နေ့နံသားများကန်ထူးကြီးငွေကြေးပိုင်ဆိုင်ရာအစဉ်ပြေပြီးကန်ကောင်းကြမလဲဆိုတာကိုပြောပြခြင်းပါတယ်ဆရာမချင်းတဲ့အရေးကြီးတဲ့အချက်ကတော့အခက်အခဲဖြစ်နေသူများဘာလို့အစဉ်မပြေသူများငွေကြေးအစဉ်မပြေဖြစ်နေသူများ comment မှာဖြစ်ချင်သောဆန္ဒကိုရေးပြီး like လို့နှိပ်ပြီးလိုရာကိုဆုတောင်းလိုက်ပါစလိုက်ရအောင်ဇန်နဝါရီလတွင်ထူးဆန်းမိနေနံများဇန်နဝါရီလသည်နှစ်တစ်နှစ်၏အစစကားလဖြစ်ကာလဖြစ်ပြီးဒနဥစ္စာကြာတပတိနှင့်အလုတ်အကင်တည်ငြိမ်မှုစနေဓာတ်များအားကောင်းပေါ်ဆောင်အောက်ပါနေနံသားသမီးများထူးခြားစွာကံကောင်းပါလိမ့်မည်တစ်ကြာတပတိသားသမီးဒနကံထူးခြားခြင်းထူးခြားချက်ကဇန်နဝါရီတွင်ကြာတပတိသားသမီးများသည်ဒနကံအားအကောင်းဆုံးဖြစ်ပါလိမ့်မည်အထူးသဖြင့်လဆန်းပိုင်းတွင်ရင်းနှီးမြုပ်နှံမှုများမှအကျိုးအမြတ်များရရှိမည်ကောင်းကျိုးကတော့လုပ်ငန်းတိုးချဲ့ရန်အခွင့်အလမ်းကောင်းများပေါ်လာမည်အကြီးအကဲများအစိုးရဌာနဆိုင်ရာများနှင့်ဆက်သွယ်ပြောဆိုမှုများအောင်မြင်မည်ပညာရေးနှင့်ဘာသာရေးကိစ္စများအထူးကောင်းမွန်မည်ဆောင်ရန်ကတော့အဝါရောင်နှင့်ရွှေရောင်ကိုအသုံးပြုခြင်းထက်ကံကိုမြင့်တင်ပါနှစ်စနေသားသမီးအလွတ်တည်ငြိမ်မှုအထူးကောင်းခြင်းထူးခြားချက်ကဇန်နဝါရီလလယ်မှစ၍အလွတ်အကင်တည်ငြိမ်မှုနှင့်ရေရှည်အောင်မြင်မှုများကိုစတင်ရေးသိမ်းရမည်စိတ်ရှည်သီးခံစွာလှုပ်ဆောင်ခဲ့တဲ့ကိစ္စများအောင်မြင်မည်ကောင်းကျိုးကတော့အင်းချမ်းမီဆောက်လုပ်ရေးနဲ့စနစ်တကျစီမံခန့်ခွဲရသောလုပ်ငန်းများအကျိုးပေးမည်ဆောင်ရန်ကတော့အနက်ရောင်သို့မဟုတ်အပြာရင့်ရောင်ပိုက်ဆံအိတ်ကိုကိုင်ဆောင်ခြင်းဖြင့်စီးစိမ်ကိုထိမ့်သိမ့်ပါ၃တောက်ကြသားသမီးလူမှုရေးညင်ငွေကြီးစီးဆင်းမှုကောင်းခြင်းထူးခြားချက်ကပျော်ပွဲရွှင်ပွဲများနဲ့အတူလူမှုဆက်ဆံရေးကအထူးကောင်းမွန်မည်ပွဲလန်းတပင်ငားမှတစ်ဆက်မိတ်ဆွေကောင်းများရရှိမည်ကောင်းကျိုးကတော့ငွေကြီးစီးဆင်းမှုလွယ်ကူချောမွေ့မည်အမှုပညာအလတ်အပဆိုင်ရာလုပ်ငန်းများနဲ့ဝန်ဆောင်မှုပေးသောလုပ်ငန်းများအကျိုးပေးမည်အချစ်ရေးကံလည်းအားကောင်းနေမည်ဆောင်ရန်ကတော့အဖြူရောင်ပန်းများသို့မဟုတ်အမွှေးနံသားများကိုနေ့စဉ်အသုံးပြုပါအကြောင်းကိစ္စတစ်စုံတရာအရေးကြီးလာလျင်ဒီအောက်ပါ15ချက်ကိုလည်းတခါတည်းမှတ်သားထားပါလိုအပ်တဲ့အခါအသုံးပြုရန်ရတရား15မျိုး1အိမ်အေးချမ်းစေရန်အတွက်မြတ်စွာဘုရားကိုရေတပ်ပဲပေးပါတောက်တော်ရေလေးပေးပါခဏခဏလွတ်နိုင်တယ်လို့လွတ်ပါ2မိမိအိမ်ယုံဆိုင်ခန်းလက်လွန်စေရန်ချက်စီတစီရှာပြီးချင်းသေးဘက်ကိုတန်ချွင်လက်ကလူရေးပြီးကြေးဖလားတစ်လုံးတည်းထည့်ရေနည်းနည်းထည့်ပြီးဒီဝါတပတိဂါထာကိုကိုးကောက်ယူဆိုပေးမှာ3အင်တာဗျူးဖြေဆိုမိသူများအတွက်မိမိရဲ့ညာဘက်လက်နဲ့ကြောက်စလစ်ခဲတခဲကိုကြိုက်ပြီးလောကဝိတုဂုံတော်ကို108ခေါက်ရွတ်ဆိုပြီးအင်တာဗျူးဖြေတဲ့အခါအဆောင်အယုယူသွားပါ5ယောက်ျားအနားကက်စရန်အတွက်နားကက်ရေစိမ်တိုက်ပါလမ်ပန်ထဲနားကက်ထဲတနက်ခါထဲရေစိမ်ထားပါ6အိမ်ပူအလွတ်ပူလင်လွတ်နိုင်ရန်အတွက်အစိမ်းရောင်ဖျောင်းထိုင်9တိုင်ကိုစက်တိုက်အဲ့ခန်းမှာထွန်းပါ9နှစ်ရှည်လာများအိပ်ရတဲ့လဲနေတော်လူအမြန်ပြန်ကောင်းစေရန်အတွက်ကြက်ဥ9လုံးနဲ့ကြားစံတစည်းကိုလူနာရဲ့အိပ်ရဘေးမှာခုံလင်းနဲ့ထားပေးပါ10အငဲ့အနှောင်းထားသူများကွဲကြစေရန်အတွက်ခင်ပွန်းနဲ့အငဲ့အနှောင်းဤအမိကိုစာရက်တွင်ရေးချပြီးဖျောင်းထိုင်မှာပတ်ပါနန္တာဖြူနန္တာနီကိုအစစ်စီဖြင့်ရောသွေးပြီးစာရက်ပတ်ထားသောဖျောင်းထိုင်တွင်တုတ်လင်းပေးပါပြီးလင်အိုးချမ်းပေပေါ်တင်ပြီးမီးထွန်းပေးပါကိုမိမိရွေးထားသောအိမ်တော်ဖတ်အားမိသားစုမှသဘောတူစေရန်အတွက်ငပြောစည်းတစ်စီးပေါ်မှာတန်ချွန်နဲ့အခြားမှာအရင်တိုင်အောင်သဘောတူစေရန်ဆုတောင်းစာရေးပြီးငပြောစည်းကိုလမ်းမှာစွန့်ပစ်ပေးပါ10ရောင်းဝယ်ကောင်းဖောက်တင်ပေါ့စေရန်စင်တရုတ်ကိုချိဆွဲထားခြင်းမိမိအလုပ်စားပေပေါ်တင်ထားခြင်းတို့ပြုလုပ်ပေးရင်ဖောက်တင်ပေါ်ရောင်းကောင်းစေပါတယ်11ဝင်ငွေများအဖက်တင်စေရန်အတွက်ငါးတတတဘူးဝယ်ပြီးအဲ့ဒီဘူးပေါ်မှာဖျောင်းထိုင်ထွန်းပြီးဝင်ငွေမြဲစေဖို့ဆုတောင်းပါ12တနေလာနပစ္စည်းများရောင်းထွက်စေရန်အတွက်နနက်10နာရီအချိန်တွင်ဈေးကောင်းကောင်းနဲ့အမြန်ရောင်းထွက်ဆိုပြီးတန်တုပ်ညင်73ချက်ရိုက်ပါတန်တုပ်မရှိလျင်တနက်ဝက်နဲ့ရိုက်ပါ13အင်္ဂါနပစ္စည်းများရောင်းထွက်စေရန်အတွက်နနက်8နာရီအချိန်တွင်ဈေးကောင်းကောင်းနဲ့အမြန်ရောင်းထွက်ဆိုပြီးထပ်အောင်နှင့်8ချက်လိုက်ပါထပ်အောင်မရှိလျင်ဒဏ်ဦးနဲ့ရိုက်ပါ14ဗိုလ်တဟုနပစ္စည်းများရောင်းထွက်စေရန်အတွက်နနက်4နာရီအချိန်တွင်ဈေးကောင်းကောင်းနဲ့အမြန်ရောင်းထွက်ဆိုပြီးအင်ဂျင်နဲ့12ချက်ရိုက်ပါအင်ဂျင်မရှိလျင်အင်ရီနဲ့ရိုက်ပါတစ်ဆက်မှာတောက်ကြနာပစ္စည်းများရောင်းထွက်စေရန်အတွက်နနက်8နာရီအချိန်တွင်
ဈေးကောင်းကောင်းနဲ့အမြန်ရောင်းထွက်ဆိုပြီးဆက်လက်နဲ့ရှစ်ချက်ရိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်